စစ်တပ်ကိုတွားမလို့ကောင်စစ်တပ်ကဘာကောင်မို့လဲမင်္ဂလာညချမ်းပါခင်ဗျာကျွန်တော်တို့ရဲ့တနေ့တာသတင်းတွေကိုစူးစီးတင်ဆက်ပေးနေတဲ့သတင်းတို့တော်အစီအစဉ်ကနေတင်ဆက်ပေးမှာဖြစ်ပါတယ်ပထမဦးဆုံးသတင်းအနေနဲ့ကတော့စစ်တပ်စခန်းကိုတိုက်ခိုက်တိမ်းပိုက်မှုဒုဗိုလ်မှူးကြီးညီနိုင်အပါအဝင်စစ်သား15ဦးတေဆုံးတယ်ဆိုတဲ့မင်္ဂလာရှိတဲ့သတင်းလေးနဲ့ဖွင့်ပေးမှာဖြစ်ပါတယ်အော်တိုဘာလ20ရက်နေ့ကရေတာရှည်မြို့နယ်စစ်တောင်းမြစ်အရှိဘက်ကမ်းရှိရွာတစ်ကျေးရွာ၌အင်အား60ခန့်ဖြင့်အထိုင်ချတပ်ဆွဲထားသောစစ်ကောင်စီတပ်စခန်းကိုဝင်ရောက်တိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သားများအထိနာပြီးစုခွာထွက်ပြေးသွားကြောင်းတို့စစ်သားများစုခွာထွက်ပြေးသွားမှုကြောင့်ရွာတစ်ကျေးရွာအထိုင်စခန်းနှင့်ကျေးရွာတွင်းရှိစစ်ကော်မရှင်တပ်၏ကင်းစခန်းအားလုံးကိုအောင်မြင်စွာတိမ်းပိုက်နိုင်ခဲ့ကြောင်းသိရတယ်တပ်ရင်းမှုဒုဗိုလ်မှူးကြီးညီနိုင်အပါအဝင်စစ်သား15ဦးတေဆုံးခဲ့ပြီးစစ်တုံးမှ2ဦးဖမ်းဆီးရရှိခဲ့ကြောင်းတေဆုံးသွားသောတပ်ရင်းမှုဒုတိယဗိုလ်မှူးကြီးညီနိုင်သည်လေကြောင်းရန်ကာကွယ်ရေးတပ်လကတနှစ်တုံညနှစ်ကိုမှဖြစ်ပြီးလက်ရဖမ်းဆီးချိန်တွင်ပစ္စတိုထုတ်၍ခုခံမှုပြုလုပ်တော့ကြောင့်အသေးပြစ်တက်လိုက်ရကြောင်းအတိပေးထားသည်ကောင်းလိုက်တာအကြမ်းဖက်စစ်ကောင်စီတပ်သားများထံမှ drone jammer အထိုင်ဆက်ကြီးတစ်လုံး MA11 အမျိုးအစားတနက်တစ်လက် MA3 အမျိုးအစားတနက်တစ်လက် G3 အမျိုးအစားတနက်3လက်60မမတစ်လက်ပစ္စတိုတစ်လက်60မမကြီး9လုံးကြီးပေါက်10ခုကြီးမျိုးစုံအတောက်1000ခန့်နှင့်မီးစက်တစ်လုံးတို့ကိုတင်ဆဲရရှိပြီးတော်လန်ရေးတပ်ဖွဲ့ဝင်2ဦးလည်းထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရတယ်ကဲဒါကတော့အလူကြီးပေးတဲ့ကတစ်ခုပေါ့နော်အဲ့တော့အားလုံးတွေ့တဲ့အတိုင်းပဲလက်ဟိုနေရခိုင်တပ်တော် AA ကိုတဲ့အင်တာဗျူးရတာမသိဘူးဘုချုပ်ထွန်းမြတ်နိုင်တခါပြောထားတာဒီလောက်ခင်ဗျားတို့တွေအင်အားတွေဒီလောက်အပြည့်ကိုလက်နက်တွေတက်ဆင်ပေးထားတယ်ခရမ်းမီးကြောက်တွေဒီလက်နက်တွေခရမ်းမီးကြောက်တွေဘယ်ရရလဲလို့မေးတဲ့အချိန်မှာသူတို့အဓိကထောက်ပံ့နေတဲ့ထောက်တန်ရှိပါတယ်မနော်ဒါကတော့မင်းအောင်လှိုင်ပဲဖြစ်ပါတယ်ပေါ့မင်းအောင်လှိုင်ကြောင့်တော့အခုဆိုရင်တိုင်းတပ်ဖွဲ့တွေလက်နက်တွေတော်တော်ပြည့်စုံလာပြီ1 man 1 gun ဖြစ်လာပြီပေါ့နော်အဲ့တော့ဟုတ်ပါတယ်အခုနောက်ပိုင်းမှာကျွန်တော်တို့လက်နက်ခဲယမ်းအတွက်ကအဓိကဖြစ်လာတယ်လက်နက်ကချွတ်တွေအဖွဲ့တွေဆိုရင်1 man 1 gun ဖြစ်နေပြီမဟန်ရှော့မထွက်နဲ့တော်လိုင်းစကားစားဘာဖြစ်လဲတနက်မရလို့ရှင်းတန်းထွက်မပြစ်ကလို့စိတ်ကောက်ပြီးတော့ပြန်တဲ့ခေါင်တွေမင်းတို့အခုရှော့မထွက်နေတော့နော်ကြံမိခဲ့တဲ့ညိုကီတွေမှာ1 man 1 gun ရနေပြီဘလူးစင်ပေးထားတာတိထားဘဘကြီးမင်းအောင်လိုက်စင်ပေးထားတာရှော့မထွက်နဲ့ကြည့်အခုဒီမှာတော့ကြီးတစ်ထောင်ဖို့အဲ့ကြီးတစ်ထောင်နဲ့ခွေးပတာကောင်ဆက်အမျိုးပြောမဆက်ကြည့်လေဟုတ်လားငချင်းစီနဲ့ငချင်းကြော်ရုံနေမဟုတ်ငချင်းမှာဖုတ်ပြီးကင်လိုက်တာတိလားနော်တို့ကောင်းတဲ့သတင်းမျိုးတွေနောက်ထပ်များကြားချင်တယ်မလားဒုတိယသတင်းတစ်ပုဒ်ကိုတင်ဆက်ပေးချင်ပါလေဒါကတော့နော်တီတူဆိုတာဘာမှမရှိတော့ဘဲနဲ့တွေ့တဲ့တိုင်းသူပြည်သားအားလုံးကိုရဲဆက်ဆက်တပ်ဖြတ်နေတဲ့အာနာယူစစ်ကောင်စီရဲ့လုပ်ရပဲဖြစ်ပါတယ်ဒါကတော့ဖူဆယ်ဘောလုံးကွင်းမှာဘောလုံးကစားနေတဲ့အပြစ်မဲ့ကလေးတွေပေါ်ကိုဘုံကျဲချလို့ကလေးတွေပေးရတဲ့သတင်းပဲဖြစ်ပါတယ်အကြမ်းဖက်စစ်တပ်ကမောကုန်းမြို့ဖျား9စုအနီးဝင်းကျင်နှစ်ဖူဆယ်ဘောလုံးကွင်းကိုစစ်တပ်ကလေရင်ဖြင့်ဘုံကျဲချခဲ့ရာကလေးငယ်3ဦးတေဆုံးသွားကြောင်းမိုးကုန်းဒေသပြည်သူများကပြောဆိုတယ်အော်တိုဘာလ21ရက်နေ့မွန်လွယ်3နာရီခန့်တွင်အကြမ်းဖက်စစ်တပ်ကမိုးကုန်းမြို့ဖျား9စုအနီးဝင်းကျင်နှစ်ကန်တော်ဖူဆယ်ဘောလုံးကွင်းကိုလေရင်ဖြင့်ဘုံကျဲချခြင်းဖြစ်ကြောင်းအဆိုပါဘုံကျဲမှုကြောင့်ကလေးငယ်3ဦးတေဆုံးပြီး4ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရတယ်မိုးကုတ်အရှေ့ပိုင်းကိုဘုံ2ကြိမ်ကျဲပါတယ်ဘုံတစ်လုံးကဖျား9စုနားမှာတစ်လုံးကျတယ်နောက်ပြီးကလေးတွေကစားနေတဲ့ကန်တော်ဖူဆယ်ဘောလုံးကွင်းကိုဘုံတစ်လုံးကျတယ်ကလေး3ဦးတေပြီး4ဦးဒဏ်ရာရပါတယ်ဟုမိုးကုတ်ဒေတာသတင်းမြင့်ကပြောဆိုပါတယ်ကဲဒါကတော့အားလုံးကြားတဲ့အတိုင်းနော်ဘာလက်နက်ကင်မှလည်းမရှိဘူးနော်ဒီနေ့ဆိုကြော်စိုးတင်ထားရှိတယ်ထိချက်ထပ်ပြီးတော့အရှိန်မြင့်နော်ဒီတက်မတော်စီရေးပြမှာထုတ်ပြတဲ့လက်နက်တွေကဘယ်နေရာကိုပြစ်ဖို့လဲတဲ့ဒီနေရာမှာပြစ်ကမှအကောင်လုံးတနိုင်ငံလုံးကိုပြစ်ပလိုက်ဆိုပြီးတော့တီတူကိုပြစ်ခတ်ဖို့အတွက်ကိုမြောက်ပေးနေတဲ့သတင်းသမားအမိကန်နော်ဒီစစ်သွေးချအားပေးတွေကြော်စိုးကကိုယ်တိုင်ပြောနေတာပါအဲ့တော့အခုဒီမှာကြီးဖူဆယ်ဘောလုံးကွင်းမှာခင်ဗျအပေါ်တွေ့နေတယ်လေကွာဒါဘောလုံးကွင်းကြီးလေခလေးတွေကစားနေတာကျဲတယ်ဘာဖြစ်လို့ကျဲတာလက်ရှိစစ်တပ်ဟာတော်လိုင်းအင်အားစုတွေဒီတိုင်းသားလက်နက်ကင်တွေနဲ့ PDF တွေအစုလိုက်အပြုံလိုက်နော်တေရအောင်ဘုံကျဲတာမြင်ဘူးလားချို့တွေတိုင်းသားခေါင်းဆောင်တွေရဲ့နော်ဌာနချုပ်တွေနေတဲ့အိမ်နေရာတွေစစ်တပ်မှာ location တိကျရှိတယ်ဒါပေမဲ့ကျဲတာမြင်ဘူးလားပြည်သူတွေပေါ်ကိုဘာကြောက်လိုက်ကျဲနေတာအဲ့ဒါအဖြစ်ပဲပြည်သူတွေကိုဗါတယ်အကြောက်တရားတွေရိုက်တွင်းတာစစ်ကိုတွားမလုံးနဲ့စစ်ကိုလုံးတည်တတ်တယ်ဟာနင်တို့စစ်တပ်ကိုတွားဖြစ်တာဟိုစစ်တပ်ကိုတွားမဆန်းနဲ့ဆိုအဲ့ဒီစကားတွေကမှန်လားဒါလုံးဝမှားတဲ့ပညာမဲ့စကားတွေနော်အဲ့ဒီစကားမျိုးကိုပတ်ဝန်းကျင်မှာဘယ်တော့မှပြောမခံနဲ့ဒါဟာလုံးဝမိုက်မဲတဲ့အတွေးခေါ်နဲ့ပြောတဲ့စကားစစ်တပ်ကိုတွားမလုံးကောင်စစ်တပ်ကဘာကောင်မို့လို့လဲစစ်တပ်ဆိုတာဒီတိုင်းပြည်အုပ်ချုပ်ဖို့ထားတာအဲ့ဒီအုပ်ချုပ်မဲ့ထားတဲ့စစ်တပ်ကကိုယ့်ဒုက္ခပေးနေတော့တွားမလုံးနဲ့ဆိုပြီးတော့လက်စင်းခံမယ်ဆိုတာဒါပညာမဲ့ငပြင်းတွေနော်လူပြင်းလူညံ့နေအတွေးခေါ်စကားတွားမလုံးစရာအကြောင်းမရှိလူရဲလို့ဖြစ်လိုက်ရင်လူတကိုယ်ရတခါရလွတ်မြောက်ခွင့်ဆိုတာရှိရမယ်စစ်တပ်ဖွဲ့စည်းတယ်ဆိုတာဒီပြည်သူတွေတိုင်းသူပြည်သားတွေကိုဘာလို့လဲကာကွယ်ဖို့ဖွဲ့စည်းတာအဲ့တော့ဒီတိုင်းသူပြည်သားတွေကိုကာကွယ်ဖို့ဖွဲ့စည်းထားတဲ့စစ်တပ်ကဒီတိုင်းသူပြည်သားတွေဘန်နာငွေနဲ့ဝယ်ထားတဲ့လက်နက်တွေနဲ့ဒီပြည်သူတွေကိုပြန်လဲတပ်ဖြတ်နေတာကိုလက်ခံပေးစရာအကြောင်းရှိလားမရှိဘူးလား